ပညာရှိပုဂ္ဂိုလ်ကအချိန်ကိုအသုံးချတာတစ်မျိုးတဲ့ပညာမဲ့ပုဂ္ဂိုလ်အချိန်ကိုအသုံးချတာကတစ်မျိုးတဲ့ပညာရှိပုဂ္ဂိုလ်သည်ရလာတဲ့လူဘဝခန္ဓာတွေကအချိန်မှန်သမျှကိုဥစ္စာရင်လည်းရအောင်ယူမယ်သုံးဖို့ကုသိုလ်ရင်လည်းရအောင်ယူမယ်သုံးဖို့ပညာဘုဒ္ဓတိုင်လည်းရအောင်ယူမယ်တဲ့သူ့အတွက်အချိန်မှန်သမျှတခုမှအလကားဖြစ်သွားတာမရှိဘူးအိပ်ပျော်ချိန်မှတပါးပေါ့ပညာမဲ့ပုဂ္ဂိုလ်ကလည်းပဲသူရရှိတဲ့အချိန်တွေကိုသူနည်းသူဟန်နဲ့အသုံးချတယ်ပညာမဲ့ကအချိန်တွေဘယ်လိုသုံးချလဲဆိုတော့မြေရုမျောပါကစားပြီးတော့လည်းအသုံးချတယ်အမြဲတမ်းအိပ်ပြီးတော့လည်းအသုံးချတယ်တချို့များအကြာကြီးအိပ်နေကြတာလေအချိန်တွေပေါ်လုံးတော့နောက်ညှင်းခုန်ကရန်စကားများပြီးတော့လည်းအသုံးချတယ်အဲ့ဒါပညာမဲ့ရဲ့အချိန်ကိုအသုံးချနေတယ်အချိန်ဟာယောဂီတို့သိတ္တံဖို့ရှိတယ်ဒါကြောင့်မှတ်လိုက်စမ်းပါစက္ကန့်မိနစ်နာရီနေ့လရက်နှစ်ပေါ့အဲ့ဒီအချိန်တိုလေးတွေပေါင်းထားတာကိုပဲအသက်လို့ခေါ်တာဒါကြောင့်အချိန်ဆိုတာအသက်ပါပဲတဲ့အသက်ဆိုတာလည်းအချိန်ပါပဲဒါပေမဲ့လူသားအများစုဟာအသက်ကိုတန်ဖိုးထားသလောက်အချိန်ကိုတန်ဖိုးမထားဘူးအချိန်ကိုဖြုံးတယ်ဆိုတာလူဘဝမိမိနေရမယ့်အသက်ကိုဖြုံးတာအချိန်ကိုတန်ဖိုးထားပါပြီအသက်ကိုတန်ဖိုးထားပါပြီဆိုရင်လူဘဝနေရသမျှအချိန်တွေကလူသားတွေဆိုရင်ပေါ့ဥစ္စာလည်းရအောင်ယူလိုက်ပါဒီချိန်ဟာဥစ္စာရှာတဲ့ချိန်မဟုတ်ရင်ကုသိုလ်ကိုရအောင်ယူပါကုသိုလ်ဆိုတာအချိန်မယူလို့ရပါတယ်ဒါနသီလဘာဝနာသုံးပါးလုံးရှိတာပဲကိုရောင်းဝယ်ဖောက်ကချက်ပြုတ်ရင်းနဲ့အရဟံလူနာပြမသတ္တဝါအလုံးတို့ကိုစောထုကိုခိုင်းတော်မူတတ်ပါပြီအဲ့ဒါလေးစိတ်ထက်ကရွတ်တယ်ဆိုတာဂုဏ်တော်ပွားတာလေဘာဝနာကုသိုလ်လူနာပြမသတ္တဝါအလုံးစိတ်ချမ်းသာကိုကျမ်းပါကြပါစေအဲ့ဒါလေးကိုစိတ်ထက်ကနေရွတ်ပြီးတော့စီးပွားရေးလှုပ်ရှားမှာလုပ်ငန်းလဲအောင်မြင်ကုသိုလ်လဲရအဲ့ဒါအချိန်မှန်သမျှတည်းကကုသိုလ်ထုတ်ယူတာလေယူနည်းတွေပေးနေပါတယ်တခါကုသိုလ်ထုတ်ချိန်မဟုတ်လို့ရှိရင်လည်းပဲပညာဘုဒ္ဓတာစာကောင်းပေကောင်းတွေဖတ်မယ်တရားတွေနားမယ်အဲ့ဒါအချိန်မှန်သမျှတည်းကဘုဒ္ဓတာပညာထုတ်ယူနေတာထုတ်ယူတတ်ကြပါစေတဲ့မိမိအသက်တွေလည်းကမဖြုံးကြပါနဲ့